မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Alpha Electronic မိသားစုကနေ3မိန်းဆိုင်ငယ်မောင်းတဲ့ဆရာကြီးတွေအဆင်ပြေအောင်လေသူတို့ကိုတီးနေတဲ့ခီးတယ်တွေတွားလာတာကျွန်တော်တို့နေလုံးမိုးလုံးနဲ့တွားလာလို့ရအောင်ကျွန်တော်တို့ကထီးမိုးတွေကိုဒီနေ့မှာတော့အခမဲ့ကတ်ဆင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Alpha Electronic မိသားစုကနေစုစုပေါင်းထီးမိုး130ကျော်ကိုရောင်းကလာမျိုးနယ်အတွင်းနဲ့ဒေါပုံမျိုးနယ်အတွင်းမှာဒီနေ့မှာတော့အခမဲ့သွားရောက်ဝင်မြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းလိုက်ကြည့်လိုက်အောင်Alpha Electronic မိသားစုကနေပြီးတော့ဒီလိုထီးမိုးလေးတွေတက်ဆင်ပေးလိုက်တော့အကိုတို့တက်ဘာတွေအဆင်ပြေသွားမလဲထီးမိုးတက်ဆင်ပေးလိုက်တော့ကျွန်တော်အခုမိုးရင်းဆိုတော့လေဒီရဲမောင်းတဲ့ခါကျတော့ပို့ပြီးတော့အဆင်ပြေသွားတော့နေပူတာတို့မိုးရွာတို့အားလုံးအခက်ခဲအဆင်ပြေသွားတာပေါ့ကျမကြီးတို့လည်းညညွတ်တယ်နေလောင်မှုလည်းတက်တာတယ်မိုးတန်ရေတန်တွေလည်း100ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့ကောက်ွယ်သွားတာပေါ့ထီးချောင်းဒီအမိုးကိုင်းဖို့ပဲဆိုတော့အများဆုံးလင်္ကာတောင်းရှိရလေလင်္ကာတောင်းဆိုသူရဲ့အိမ်တွေတက်တာလည်းရှိတယ်အခုကဒီထီးမိုးတဲ့အတွက်ကြီးတွေအခုလို့နေပူမိုးရမှာဆိုလို့ရှိမှတို့တဲ့ဘယ်လိုခေါ်မလဲအသားတီတစ်ခုဖြစ်တာပေါ့နော်မိုးမစုံနေဘူးတော့တိုးတက်လည်းဖြစ်တာပေါ့ဝမ်းသာပီတီစကားလေးပေါ့ပြောပြအောင်အများကြီးဝမ်းသာပါတယ်ဘာလို့လဲဆိုတော့အခုလိုမျိုးကျွန်တော်တို့ထီးပြန်တက်ခိုင်းနဲ့တက်ပေးအောင်လုပ်ပေးတဲ့လူတွေကိုရောအခုလိုမျိုးကျွန်တော်တို့မိုးရိုးတန်နေတဲ့လီဒန်တွေပါခံနိုင်အောင်ပေါ့နော်ဒီလိုမျိုးလက်ဆောင်ပေးတဲ့လူတွေရော Alpha မိသားစုကိုကျေးဇူးအများကြီးတင်ပါတယ်အတိုင်းနဲ့အလွန်ပေါ့အခုဆိုမိုးရသေးကြတော့တချို့တွေဖျားကြနာကြရတယ်ဒီလိုထီးလေးပဲပေးလိုက်တဲ့ကကြတော့အဲ့ဖျားနာခြင်းကိုကာကွယ်ပေးတာပေါ့နော်ကုသိုလ်လည်းရပါတယ်ကျမကြီးတို့လည်းကုသိုလ်ရတယ်ဒီ Alpha ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဝမ်းသာပီတီဖြစ်ရပါတယ်ဘာလို့လဲဆိုတော့ဒီသူပြောင်းတဲ့ဘယ်လိုခေါ်မလဲဘူးမိုးပြကာဝါလို့ပြီးရတော့ပေါ့နော်ကိုလည်းအေဂျင့်မှုရမယ်Alpha မိသားစုဒီလက်သက်ပစ္စည်းရောင်းဝယ်လေဒီစားစီတက်မကတိုးတဲ့အောင်ပြပါစီပေါ့နော်ရောင်းကောင်းပါစီစုဆောင်ပေးပါလေလူတန်းပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့စုတောင်းစကားလေးပြောပေးပါအောင်ဗျ Alpha မိသားစုလည်းပဲဒီထက်မကပေါ့နော်လုပ်ငန်းတွေလည်းအောင်မြင်ပါစေနော်ကြီးကျယ်တဲ့လုပ်ငန်းတွေလည်းဒီထက်မကပိုပြီးဖြစ်ပါစေလို့ပဲဆုတောင်းပေးပါတယ်ကျမချမ်းသာကြပြီးတော့လုပ်ငန်းကံအောင်မြင်ကြပါစေစီးပွားလက်လည်းတိုးတက်ကြပါစေလို့ဆုတောင်းပေးပါတယ်စားစားရရပေါ့အောင်မြင်တိုးတက်ပါစေပေါ့နော်ဒီထက်မကအဲ့လိုဆုတောင်းပေးပါကျွန်တော် Alpha Electronic မိသားစုကနေအခုလိုမျိုးထီးမိုးတွေလိုက်လှူပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုကြီးတို့အတွက်ဘာတွေပို့အဆင်ပြေသွားမလဲအဆင်ပြေပါတယ်စားတော့လို့ရကျွန်တော်တို့မိုးတွေပါရတဲ့လုံသွားမယ်ပါစင်ဂျာတွေလည်းစိတ်ချလက်ချစီလို့ရတာပေါ့အများကြီးအဆင်ပြေပါတယ်ဘာလို့လဲကျွန်တော်ထီးတွေမရှိတဲ့လူတွေဆိုထီးတွေရသွားမှာနော်အဲ့လိုအခုလိုလာလှူပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အခုလိုမျိုးကိုကြီးထီးမိုးတွေကျွန်တော်တို့တက်ဆင်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုကြီးရဲ့ဝမ်းသာပီတီစကားလေးကိုပြောပြပါအောင်ဗျဝမ်းသာပါတယ်ဖွင့်နေပြောရင်တရားစားတော့ကံမီးရလို့ပြောလို့ရတော်တော်ပြောတာဘာလို့အပြင်မှာဝယ်ရရင်မနေဘူးလေကျွန်တော်တို့အများကြီးဝမ်းသာပါတယ်ဘာလို့ကျွန်တော်အများကြီးအဆင်ပြေသွားတဲ့အတွက်เนาะမရှိတဲ့လူတွေလည်းအများကြီးအဆင်ပြေသွားပါတယ်အခုလိုမျိုး Alpha ကနေပြီးတော့ရှာလူတန်းပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကိုကြီးနောက်ဆုံးအနေနဲ့ကျွန်တော် Alpha Electronic မိသားစုကိုစုမုံကောင်းတောင်းတဲ့စကားလေးပြောပြပါအောင်ကိုကြီးခုလိုလူတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တော့ဒီတက်မကပူလူများတယ်မှာ Alpha Electronic ဒီတက်မကပို့ပြီးတော့တိုးတက်ကြီးပွားအောင်မြင်ပါစေလို့ဒီတက်မကလှူနိုင်ပါစေပေါ့